Namaste, Alame Minglavashin, Nimagaro, Yoga instructor, Kimu Chipare, Aku, the video legado, the comment in Mabono, Kana, Nepata Pure Litting Honey, Timbiba, Lubiotai Bono, Ashimale, Tintabira, Shibare, Aku let Tapiro, Timbi like Bameno, I read down Aku, the video lego, Numane to do, Litin Diano, or Kana needed to read, Balonita, Kana Bono, Uma, Yang was so Kajaneta Mu, Durisoino, the video lega, Nang at ကူဖြစ်လိမ့်မယ်။ဒါပေမဲ့လောကတတသွားအောင်လုပ်ပေးတာဒါမျိုးတော့မဟုတ်ဘူးပေါ့နော်။တကယ်လို့ကိုကခါကြောညက်နေရဆိုရင်ညီမအရှိပိုင်းမှာခါကြောညက်တာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေတခြားလေးတင်ထားပေးတယ်။အဲ့ဒါလေးတွေကိုသွားပြီးတော့ကြည့်ပြီးတော့လေ့ကျင့်ခန်းလုပ်ပေးပါ။အခုဒီဗီဒီယိုလေးကတော့ပုံမှန်ဥပမာအထိုင်များလို့ခါနာတာပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီဘယ်လိုခေါ်လဲ posture မှန်မှန်လို့ပေါ့နော်။ထိုင်နေလိုက်တဲ့ position မှန်မှန်လို့ခါနာတာမျိုးဒါမှမဟုတ်ခါကြောကြီးတောင့်တင်းနေတာမျိုးအဲ့ဒီလိုမျိုးတွေသူတွေအတွက်ဆိုရင်တော့ဒီဟာလေးကိုနေ့စဉ်အိမ်မှာလေ့ကျင့်ပေးလို့ရပါတယ်အဲ့တော့ဒါဆိုစရအောင်ညီမတို့ easy ပို့လေးနဲ့ထိုင်မယ်ညာဘက်ခြေထောက်ကလေးကိုဖနှောက်စီးကုန်ကတ်လိုက်မယ်ဘယ်ဘက်ခြေထောက်ကလေးရှေ့မှာတတောင်းတတလေးထားလိုက်မယ်တင်မလေးတွေကိုမပြီးတော့ကြွမယ်ဒီလိုမျိုးလေးမထုတ်လိုက်မပြီးတော့တေချာလေးကြွပြီးတော့ထိုင်မယ်ပြီးရင်လက်ကလေးနှစ်ဖက်ကိုဒူးကောင်းလေးပေါ်ခဏလေးတင်လိုက်မယ်ခါလေးကိုဆန်းလိုက်မယ်ပခုံးအားလေးကိုလျှော်လိုက်မယ်မျက်လုံးလေးကိုခဏလောက်ဖွာလေးမှိတ်လိုက်မယ်ညီမတို့ရဲ့ယောဂကျင့်စဉ်တွေအကုန်လုံးကမစတင်ခင်အချိန်မှာမိမိရဲ့စိတ်နဲ့ခန္ဓာကိုယ်နဲ့တသားရဲကြသွားဖို့ရှုသွင်းရှုထုတ်ကလေးလုပ်ပေးရပါမယ်အဲ့အတွက်ကြောင့်လေကိုနှာသီးပြချိတ်ကလေးမှာတကြီးလေးကပ်ပြီးတော့အကျက်နိုင်ဆုံးအရှိဆွဲခေါ်ပြီးတော့ရှုသွင်းပေးပါအောင်အရှိပြန်ရှုထုတ်ချပေးပါအောင်ဒါမျိုးလေးကို9ချိန်လောက်ရှုသွင်းရှုထုတ်ကလေးလုပ်ပေးရအောင်လေကိုရှေးလေးရှုသွင်းပေးမယ်ရှေးလေးပြန်ရှုထုတ်ချပေးရှုသွင်းမယ်ရှုထုတ်လိုက်မယ်လေကိုရှေးလေးရှုသွင်းပေးပါအောင်ရှေးလေးပြန်ရှုထုတ်ချပေးပါအောင်နောက်ထပ်တစ်ခေါက်လောက်လေကိုတနိုင်တလောက်အရှိရှုသွင်းကြည့်ပါဦးအရှိပြန်ရှုထုတ်ချပေးပါဦးပြီးရင်မျက်လုံးလေးကိုဖွာလေးဖွင့်လိုက်မယ်အဲ့ဒူးလေးပေါ်မှာလက်လေးကင်ထားတဲ့အတိုင်းကနေပဲရင်ဘတ်ကလေးကိုရှေ့ကိုတွန်းကောလိုက်မယ်ခါလေးကိုဂါးငယ်လိုမျိုးလေးပါးဆောက်လိုမျိုးလေးခွက်ကလေးခါလေးခွတ်တော်ရတဲ့ရင်ဘတ်ကလေးရှေ့ကောဒါမဲ့ဇက်ခနဲ့မတွန်းပါနဲ့ဖြည်းဖြည်းချင်းကိုနိုင်တဲ့လောက်ကလေးကနေလက်ကလေးကိုလေးကင်ပြီးတော့ရာတဲ့လောက်ကလေးရင်ဘတ်ကလေးကိုရှေ့ကောကြည့်ခေါင်းလေးကိုလည်းအလိုက်တင်လေးမောလိုက်မယ်မျက်လုံးလေးကိုမှိတ်ထားတတ်တယ်မမိတ်ပါနဲ့ဖွင့်ပြီးတော့အပေါ်တနေရာလေးကိုကြည့်မယ်အဓိကမင်းညောင်ရိုးခါရိုးပေါ့နော်ကိုယ့်ရဲ့အောက်ဆုံးခါစစ်ကလေးထဲမှာတင်းလာတာလေးကိုခံစားပြီးတော့ကော့ထုတ်ပေးဒါဆိုဘေးတိုက်ကလေးပြလိုက်မယ်ဒီလိုမျိုးလေးဖြစ်သွားမယ်စပြီးထိုင်နေတာမမတ်ကလေးရင်ဘတ်ကလေးကိုရှေ့ကိုဒီလိုလေးတွန်းထုတ်ကြည့်လိုက်ရတဲ့အရှိကိုတွန်းထွက်သွားပါလေစေခါရိုးထဲမှာတင်းလာတာကိုယ့်ရဲ့ပခုံးလေးနှစ်ဖက်ကိုနောက်ကိုပိုးထားခေါင်းလေးကိုတဆုံထိရတဲ့လောက်ကလေးဆွဲလှန်ပေးကြည့်မြလေးရှစ်ထုတ်ပြီးပြန်ပြီးတော့ကြောကုန်းကြီးကိုဂါးငယ်လိုမျိုးပခုံးလေးနှစ်ဖက်လက်ပြင်နှစ်ခုကိုနောက်ကိုရှူရာတွေကိုတွန်းပခုံးကိုတွန်းပြီးရင်ဝမ်ဘိုက်ကလေးကိုညှစ်ပြီးတော့ဆွဲခုံးလိုက်မယ်လက်ထိတ်ကလေးတွေကဒီလိုလေးဖြစ်သွားလဲရတယ်ချထားတယ်ရတယ်ဒီလိုထိတ်ကလေးထိပြီးတော့တရောင်ဆန်းထုတ်လိုက်ရင်ပိုကောင်းတယ်မေးစီရင်ဘက်ကလေးဆွဲကန်ဝမ်ဘိုက်ကလေးကိုပါအထဲတဲ့ဘက်ကိုဆွဲညှစ်ထားဒီတိုင်းလေး9ချိန်သွားမယ်တနောင်လေးပြန်ကိုရင်ဘတ်ကိုကောထုတ်ကြည့်အရှိကိုနည်းနည်းလေးကိုင်းပေးလို့ရတယ်ခေါင်းလေးကိုနောက်ကိုဖြည်းဖြည်းချင်းဆွဲလန်ကိုယ့်ရဲ့ခါရိုးလေးထဲမှာတင်းလာတဲ့အထိပဲเนาะအများကြီးလုပ်ဖို့မလိုပါဘူးစိတ်ကလေးလျှော့ပြီးတော့ဆွဲကော့မျက်လုံးလေးဖွင့်ထားမယ်ရှစ်ထုတ်ပြီးရင်နောက်ဘက်ကိုပြန်တွန်းကြည့်ပါအောင်ခုံလေးဝမ်ဘိုက်ကလေးကိုဆွဲသွင်းခေါင်းလေးကိုငုံမယ်ပခုံးလေးလက်ပြင်လေးကိုညံ့လေးတွန်းလာကြည့်နောက်တစ်ခေါက်လောက်ရှူရင်ဘတ်ကလေးရှစ်တွန်းခါရိုးလေးထဲမှာတင်းလာတဲ့အထိဆွဲကော့ကြည့်အနောက်ဘက်ကိုဒီလိုပခုံးရိုးမကြုံနာနဲ့နော်ပခုံးလေးပါနောက်ကိုတွန်းပေးပခုံးထိတ်ကလေးတွေကိုပါရှစ်ထုတ်နောက်ဘက်ကိုကြောလေးကိုခုံဝမ်ဘိုက်ကလေးညစ်ထားခေါင်းလေးကိုငုံလိုက်မယ်မေးစီရင်ဘတ်ဆွဲကလေဗင်းလေးနှာခေါင်းကနေလေးရှူလို့မရရင်လေဗင်းကနေရှူသွင်းရှူထုတ်လုပ်ပေး
နောက်ထပ်နှစ်ခေါက်လောက်ရှူရင်ဘတ်ကလေးကောကြောလေးကောတရောင်လေးကိုနောက်ကိုတွန်းတာကျင်းတာပခုံးလေးကိုနောက်ကိုတွန်းတာခါလေးထဲမှာတင်းလာတဲ့ဒီအောက်ဆုံးခါစစ်ကလေးထဲမှာတင်းလာတာလေးခံစားမြန်များလေးရှုထုတ်ပြီးနောက်ဘက်ကိုပြန်ပြီးတော့ခုံးမယ်ရသလောက်ကလေးစိတ်လျှော့ပြီးတော့ခံစားပေးရှုသွင်းရှုထုတ်ကလေးပုံမှန်လုံးမယ်နောက်ဆုံးတစ်ခေါက်လောက်ရှူပါအောင်ရင်ဘတ်ကလေးရှေ့တွန်းထုတ်လိုက်လက်ပြင်တွေကိုနောက်ဘက်ကိုဆွဲကော့ပေးခါလေးမှာတင်းကျလာပြီလားဒါဆိုမိမိခန္ဓာရဲ့ရှိသလောက်ကလေးစိတ်လျှော့ထားကြည့်အောင်1လေးရှူပေးပါအောင်2 3 4 5ရှစ်ထုတ်1 byte ကလေးကိုပြန်ဆွဲခေါ်ကြောလေးကိုနောက်ကိုခေါ်ခါရီကိုကြောရီကိုတွန်းနိုင်တဲ့လောက်တွန်းထုတ်1လေးရှူမယ်နော်2 3 4 5ရှုပ်ပြင်ခါလေးကိုပြန်ဆန်လက်ကလေးပြန်လျှော့ပြင်ကိုရဲ့ညာဘဲဘက်လက်ပေါ့နော်ဒီဘက်ဆိုဘဲဘက်ချမ်းဘဲဘက်လက်ကလေးကိုနောက်ကိုချလိုက်မယ်ခန္ဓာကိုယ်ကြီးရမ်းမလဲသေးပဲနဲ့လက်ကလေးကိုပဲဒီလိုလေးတတောင်းတတလေးရေကူးတယ်လို့နောက်ဖက်ကိုလက်ကလေးပြန်နေ white ပြီးတော့ပို့လိုက်ပြီးရင်ဒီဘက်ကညာလက်ကလေးကိုဒူးလေးကိုလာကိုင်းစပြီးလေ့ကျင့်တဲ့သူတွေကအခုညီမပြတယ်ဒီလိုခုံးနေလိမ့်မယ်ကြော်ကြီးကကွေးဖြစ်နေလိမ့်မယ်အတက်နိုင်ဆုံးကြော်မကွေးနဲ့ခါစမ်းကြည့်ရင်ဘက်ကော့ကြည့်ဒီလိုမျိုးလေးမတ်ကလေးကနေကော့လိုက်မယ်ဒီနေ့ဒီလောက်ရရင်ဒီလောက်ကလေးပဲအဲ့တိုင်းလေးပဲပခုံးလေးထိန်းထားခါလေးမှာခံစားတချို့ကစပြီးလေ့ကျင့်တဲ့သူတွေရဲ့အမှားဘယ်လိုလဲဆိုဒီလိုနောက်ကိုလှန်လိုက်တာဒီလိုကြီးဖြစ်နေအဲ့တိုင်းမှားတယ်လုံးဝမလုပ်ဘူးခါလေးကထိုင်ထားတဲ့ပုံစံလေးပဲရှိမယ်လက်ကလေးနောက်မိတဲ့နေရာလေးမှာချဒီဘက်လက်ကလေးကတွားပြီးတော့ကင်လိုက်မယ်ဒူးကောင်းလေးကိုခါကြီးဒီလိုကုန်းနေလိမ့်မယ်ရင်ဘက်ကလေးကိုကောထုတ်ကြည့်လိုက်ဖြည်းဖြည်းချင်းမရရင်ဒီလောက်လေးပဲခေါင်းလေးပဲလှည့်ကြည့်ကိုကရတဲ့ညီမနောက်ကပခုံးလေးကိုလာပြီးတော့ဆွဲနေတယ်လို့လဲနိုင်တယ်လို့လှည့်ကြည့်ဒါဆိုညီမတို့ဒီခါယိုတစ်လျှောက်လုံးအရှိက1 byte အနောက်ကခါယိုပခုံးအနောက်ကကိုရဲ့စကပူလာလေးမှာပါခံစားလဲထုတ်ကြည့်ရတဲ့လောက်ကလေးရှုပြန်သွားမယ်အရှိကိုလက်ပြန်ချညာဘက်လက်ကလေးနောက်ကိုစွန်းအတိုင်းတက်ချဒီလိုကြီးမသွားနဲ့တော့ခါမတ်ထားဘယ်ဘက်လက်ကလေးညာဒူးလေးကိုလှမ်းကင်ခါကြီးမကုန်းစင်နဲ့မကုန်းတော့ကော့ထားမယ်ပြီးရင်ဘက်ကလေးခေါ်လဲနိုင်တဲ့လောက်လဲကြည့်အနောက်ဘက်ကိုနောက်မှညီမလက်ထိတ်ကလေးတွေပဲထောက်ထားတာအဲ့ဒါလေးကိုဖွင့်နိုင်တဲ့လောက်အရှိမပါ1 byte ကလေးကိုညှစ်ထားအနောက်ဘက်မှာခါလေးတွေမှာခံစားမယ်ဖြည်းဖြည်းချင်းလှည့်ထုံမယ်ဒါလေးကို3ချိန်သွားမယ်ရှုလက်ကလေးပြန်လျှော့အဝတ်ကလေးကိုရေးညှစ်တယ်လို့ပဲဒီခါယိုးလေးကိုဖြည်းဖြည်းချင်းလှည့်ထုံပြီးရင်ဘယ်ဘက်လက်နောက်ချညာဘက်လက်ဘယ်ဒူးကိုင်ရင်ဘက်ကလေးကိုကောထုတ်လိုက်ဒီနေ့ဒီလောက်မှအရင်တင်းနေပြီဆိုရင်ဒီလောက်ကလေးမှပဲရသေးရင်လှဲနိုင်တဲ့လောက်ရှေ့လက်နောက်ပခုံးလေးအားသုံးပြီးတော့ဖြည်းဖြည်းချင်းနောက်ဖက်ကိုဆွဲလှဲပေးတချို့ကခေါင်းယူဒီလိုမော့ထားတတ်တယ်မမော့ဘူးပုံမှန်ပဲဖြည်းဖြည်းချင်းလှဲထုတ်နောက်တစ်ချိန်ရှုပြန်သွားအလဲလေးကိုထုတ်ပြီးညာဘက်လက်နောက်ချဘယ်ဘက်လက်ညာဒူးလေးကိုင်ခါကုန်းနေတတ်တဲ့ရင်ဘက်ကလေးကော့ထားရသလောက်ကလေးပဲခံစားပြီးတော့ဆွဲလှဲအရှိလက်နောက်လက်ကလေးအားသုံးခါတတိထားရှုပြီးအရှိအလဲလေးကိုပြန်လာနောက်ဆုံးတစ်ခေါက်လောက်ဘယ်ဘက်လက်ကလေးနောက်ချညာဘက်လက်ဘယ်ဒူးလေးကိုင်ခါကြီးမကုံဘူးရင်ဘက်ကလေးကောထုတ်လိုက်ခါဖြောင်းထုတ်လိုက်ပခုံးလေးကိုဒီလိုခုံးနေမှာကိုအနောက်ကိုလဲနိုင်တဲ့လောက်လှန်ထုတ်ဒိန်းနာပြီမိမိကဒီနေ့ဒီလောက်ပဲရရင်ဒီလောက်ပဲနိုင်သေးတယ်လို့ထင်လက်ကိုဘယ်ဘက်ညာဘက်အနောက်ဘက်ကိုလဲနိုင်တဲ့လောက်လှည့်1 byte ကလေးကိုလည်းညှစ်ထားခါလေးကိုတတိထားအရင်မလဲဘူးနော်ခါကြောညက်သွားမှာဆိုလို့1မိမိရနိုင်တဲ့လောက်ကလေးပဲလေရှုသွင်းရှုထုတ်ကလေးလုပ်ပေး2 3 4 5ရှုပြန်လျှော့လိုက်မယ်လက်ကလေးပြန်ကိုင်းအလဲစင်တာညာဘက်လက်ကလေးနောက်ချဘယ်ဘက်လက်ညာဒူးလေးသွားကိုင်းခါရီကိုမကုန်းနဲ့ကောထုတ်လိုက်နောက်ပခုံးလေးကိုလည်းနောက်ဘက်ကိုလှဲနိုင်တဲ့လောက်လှဲရှေ့လက်ကလေးအားသုံးထားဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲထပ်နိုင်ရင်အနောက်ဘက်ကိုလက်ကလေးတလန်းရွှေ့အနောက်စားဟိုဘက်အပေါ်မဟုတ်နော်ဘေးဘက်ဘယ်ဘက်စီကိုတင်ပါဘယ်ဘက်တင်ပါစီကိုရတဲ့လောက်ကလေးခါတတိထား1 byte ကလေးညှစ်ရှူတာလေးဆွဲဖွင့်1ချိန်နာမယ်နော်အသက်ရှူ2 3 4 5ရှုဖြည်းဖြည်းချင်းပြန်လာပြီလက်ကလေးပြန်လျှော့လိုက်โอเคနှစ်မျိုးရှိသွားပြီနော်နောက်တစ်မျိုးသွားရအောင်ညီမတို့၄ဘက်ထောက်ကလေးကိုသွားမယ်၄ဘက်ထောက်ကလေးကတော့ညီမဗီဒီယိုတွေကိုကြည့်နေတဲ့သူတွေဆိုရင်သိနေလောက်ပြီထင်တယ်နော်အဲ့တော့အခုမှစပြီးတော့ကြည့်တဲ့သူဆိုရင်ဒူးလေးနှစ်ခုကို
တင်မအကျယ်လေးတိုင်းထားမယ်ကိုရဲ့တင်မနဲ့တန်တန်လေးထားမပူးထားဘူးမကားထားဘူးကိုတင်မနဲ့ဒူးနဲ့တန်းနေရပြီကိုတင်မအိုးဆိုင်ရှိတဲ့အတိုင်းပေါ့နော်ပြီးရင်နောက်ခြေထောက်ကလေးတွေထောက်ထားတထောင်လေးနဲ့ဒူးလေးနဲ့ကိုထီလိုက်အဲ့တထောင်လေးကလည်းလက်ကလေးကလည်းမကျင်းထားဘူးမကျဲထားဘူးတထောင်နဲ့တက်တက်လေးဒူးနဲ့တက်တက်လေးအနေထားပြီးရင်လက်ကလေးလေးကိုထောက်ကျန်းမြင်မှာတထောင်လေးကိုကြွကြံလက်ချောင်းနေဒီလိုမထားတယ်โอเคလက်မလေးကိုသွားပူးမယ်လက်ခလဲနဲ့ပြီးရင်လက်ခလဲလေးကိုကြွားလိုက်အရှိကိုကြားတဲ့နေရာအရှိကိုဒီလိုလက်သွားချလိုက်ဒါဆိုလက်ဖနှောင်းချမယ်တင်ပါလေးကြွားလိုက်ပြီဒါဆိုညီမတို့ကြည့်လိုက်မယ်ဒူးနဲ့တင်ပါတန်းပြီပခုံးနဲ့လက်နဲ့တန်းပြီအဲ့လိုဆိုရင်ရပါပြီခြေထိတ်ကလေးတွေကိုနိုင်တဲ့သူချထားကိုတကယ်လို့ချရတာဘလို့မှဒီလိုခုံးနေတချို့ဆိုရင်လေတချို့ဆိုရင်ခြေထောက်ကခြေချင်းဝိတ်ကflexible မရှိဘူးတက်တာမရှိဘူးဆိုရင်ဒီလိုခွက်ကြီးထိန်းလို့မကောင်းအဲ့ဒါဆိုရင်မချနဲ့ရတဲ့ထောက်ထားရတဲ့သူကတော့ချထားပေးပြီးရင်ဘယ်လိုလေးလဲဆိုရင်ခန္ဓာကိုယ်ခါရိုးလေးကိုဘိုက်ကိုဒီလိုအောက်ပစ်ချလိုက်ဆိုလိုရင်းကတင်မကိုပစ်ထုတ်လိုက်တာကောက်ထုတ်လိုက်တာပါးစောက်ပုံတံမြန်မာအခရာပါးစောက်ပုံတံလေးဒါလေးကိုညီမတို့ကကောင်းပို့လို့ခေါ်တယ်နွားပုံစံလေးပေါ့နော်အဲ့တော့ one bite ကလေးအောက်ပစ်ချပြီးရင်ခေါင်းလေးကိုမောနိုင်သလောက်မောကြည့်ကိုယ့်ရဲ့ခါလေးတင်းလာတဲ့အထိ chest open ရှူတာလေးကိုပေါ်ဘက်ကိုလေဘင်းတွေကိုပေါ်ဘက်ကိုမြားမြားလေးမောဆွဲမောကြည့်ထောက်ပြီးရင်ခေါင်းငယ်ပုံတဲ့one bite ကလေးကိုဆွဲညှစ်ပြီးတော့အထဲထဲကိုဆွဲသွင်းကြော်ရီကိုခုံးနိုင်တဲ့လောက်ဆွဲခုံအဲ့ချိန်မှာလက်ဖွားတွေကိုအောက်ဘက်ကို brush ဖိထားပခုံးကိုတွန်းတာခေါင်းလေးကိုတချို့ကဒီလိုလေးပဲထားတယ်မှားတယ်တစုံထိငုံချလိုက်မေးစီရင်ဘက်ကတ်သွားတဲ့ထိငုံပေးပခုံးကိုမြန်းမြလေးဆွဲတွန်းသုံးခေါက်သွားမယ်one bite ကလေးအောက်ပစ်ချတင်မလေးကိုကောက်ထုတ်ပလိုက်ခေါင်းလေးကိုလည်းရသလောက်ဆွဲလှန်ကြည့်အောင်ခါထဲမှာဒီဘောင်းမီဒီမိညောင်ရိုးထိတ်ပေါ့နော်ကိုရဲ့ဒီ sport pant ဝတ်ထားရဲဆိုရင်လည်း pant ထိတ်ကလေးပေါ့နော်အဲ့တော့အဲ့နေရာလေးမှာတင်းလာတဲ့အထိကော့ထုတ်ရသလောက်ကလေးပဲတော့အများကြီးမလို့ထောက်ပြီးone bite ကလေးကိုညစ်ကြောလေးကိုခုံကားငယ်တဲ့တန်လေးပခုံးလေးကိုတွန်းတာလက်ဖွားလက်ဖနှောင်းလေးတွေလက်ဖွားလေးတွေကိုဖိထားနောက်ဆုံးတစ်ခါလောက်ရှူတင်မလေးကone bite ကလေးညည်ကြီးနဲ့ကြမ်းမြင်နေပေါ့နော်ဖြာနဲ့ထီတော့မတက်one bite ကလေးကိုပြစ်ချခေါင်းလေးကိုမောနိုင်သလောက်မောပြီမျက်လုံးလေးကိုနှစ်ဖူးအလဲတဲတဲလေးကိုမြင်နိုင်သလောက်လှမ်းကြည့်မယ်1ခန်းစားကြည့်မယ်နော်ခါယိုးလေးတွေမှာ2လေရှူပေးပါအောင်များများလေး3 4 5ရှေ့ထောက်one bite ကလေးကိုညစ်ကြောယူခုံးနိုင်တဲ့လောက်ဆွဲခုံးပခုံးတွေကိုတွန်းတာဂုံးတွေကိုငုံချ1နှာခေါင်းကရှူလို့မရရင်လက်ဘင်းကနေခိုးရှူ2 3 4 5ရှူပြီးပုံမှန်လေးကိုရှော့ချလိုက်မယ်ဖြည်းဖြည်းချင်းဒါဆိုဒီနေ့ထားလေးကနေဆက်သွားမယ်ကိုယ့်ရဲ့ညာဘက်လက်ကလေးကိုနော်ဒီဘက်ညာဘက်လက်ကလေးကိုဒီဘက်ကဘယ်ဘက်လက်ဖနှောင်းနဲ့လက်ဖွားလေးကိုပက်လက်လှမ်းမယ်ဘယ်ဘက်လက်ဖနှောင်းနဲ့လက်မလေးနဲ့ထိထားထိပြီးရင်ဒီဘက်တထောင်လေးကိုနည်းနည်းကွေဒီဘက်တထောင်လေးညာတထောင်လေးဒီလိုချလိုက်โอเคနော်ဒီဘက်ကဘယ်တထောင်နည်းနည်းကွေညာတထောင်လေးချကိုကဒီနေထားမှာတတောင်းတတဖြစ်တယ်ဆိုရင်ဒီနေထားလေးမှာပဲလက်ဖွားပလက်လှန်ပြီးတော့ဘဲဘက်လက်ကလေးရသလောက်မြောက်sorry ဟုတ်တယ်ဘဲဘက်လက်ကလေးကိုဒီနေ့ဒီလောက်ပဲရနိုင်ဒီလောက်ပဲရနိုင်တယ်ဆိုအပေါ်ထိဖြည်းဖြည်းချင်းလှန်တင်ကြည့်ဒါပေမဲ့ပခုံးသတိထားမယ်ဒီအနေထားကကိုအတွက်အရန်ခက်တယ်ဆိုလက်ဖွားမှောက်ထားโอเคဒါပေမဲ့ဒီနေထားလေးကနေရတယ်ဆိုရင်တော့ဆက်မလုပ်ပါနဲ့ဒီတိုင်းလေးရှေ့ကိုထပ်သွားကြည့်မယ်သူ့ရဲ့အကွက်အမှန်လေးတွေကိုပေါ့နော်အဲ့တော့လက်ပွားလေးပလက်လန်တထောင်လေးချလိုက်ဒီဘက်တထောင်နဲ့ကိုတင်မလေးကိုဒီမှာကောက်ထုတ်လိုက်စောနာတိုင်းပဲပါးစောက်လိုမျိုးလေးမခုံနှနဲ့ပါးစောက်လိုလေးကောက်လိုက်ပြီးရင်ဒီဘက်လက်ကလေးကိုညာလက်ကိုဘယ်ဘက်ကိုထုတ်ပြီးတော့ပခုံးစစ်ကလေးချခေါင်းလေးရတဲ့ခုညီမဒီဘက်ကိုဘယ်ဘက်ကိုကြည့်နေသလိုလှည့်ပြီးတော့နှစ်ထင်လေးပေါ့နော်နှစ်ထင်လေးချလိုက်ဒါဆိုကိုခါလေးမှာခွက်နေတာလေးကိုခံစားပေးတင်မားလေးနဲ့ဒူးလေးနဲ့တန်းလဲရတယ်ကိုကစပြီးလေ့ကျင့်တဲ့သူကမတန်းနိုင်ဘူးဆိုဥမာအရှိကိုဒီလိုလေးနည်းနည်းလေးတိုးချလို့ရတယ်တတောင်းတတရှိရဆိုရင်တော့လေးဘက်ထောက်နေချလေးရနေပဲညာဘက်လက်ကလေးကိုလက်ဖွားပလက်လန်ဘယ်ဘက်လက်ဖနှောင်းနဲ့ထိတထောင်လေးကွေးပြီးတော့အပေါ်တထောင်နော်ဘယ်တထောင်ကိုကွေးပြီးတော့ပခုံးလေးကိုနှိမ့်ချကျန်းမြင်လေးမှာပခုံးစစ်ကလေးချခေါင်းလေးလှည့်ကိုရဲ့တင်မဝိတ်ကလေးကိုထိန်းတာပခုံးလေးပေါ်မှာခါလေးမှာခန်းစားကြည့်ကိုကတကယ်လို့ဒီအနေထားမှာအရန်ညောင်းသွားနာနေပြီးညောင်းလာပြီးဆိုရင်ဒီလောက်ကလေးပဲထိန်းဒီလိုပုံစံလေးပဲရသေးတဲ့သူ
ကိုရဲ့ဒီဘက်ကလက်ဘယ်ဘက်လက်ကိုအပေါ်စမ်းထုတ်ဝါစမ်းထုတ်ဝါစမ်းထုတ်ဝါရရဲဆိုခေါင်းလေးကိုဂျိုင်းအောက်ထဲဝင်ကြည့်လက်ကလေးကိုလှမ်းနိုင်တော့အပေါ်ဆွဲဆန်ဝါခါလေးတွေတင်မလေးတွေမှာခံစားပြီးတော့ထိန်းတာโอเคထိန်းတာကြည့်မယ်နော်1တင်မယူဒီလိုရှေ့မတွန်းချနဲ့နောက်ကိုပြန်တွန်းတာ2ခါလေးလက်ပြင်လေးတွေမှာခံစားအသက်ရှူ3 okay 4 5လက်ကလေးကိုပြန်လျှောလိုက်မယ်လက်တော့လက်နှစ်ခုလာပြန်ပုမျက်နှာရှိမှာအဲ့လက်ကိုအာယူပြန်တွန်းထပြေးပြေးချင်းပြန်ထုတ်ခဲဒါဆိုဒီဘက်လက်ကလေးပခုံးအောက်တက်တက်ပြန်ချနောက်တစ်ဖက်သွားမယ်နော်ဘယ်ဘက်လက်ကလေးကိုညာလက်ဖနှောင်းလေးနဲ့ပလက်လက်ဖွားပလက်လန်ပြီးသွားထီတောင်လေးကိုပြေးပြေးချင်းနှစ်ဖက်လုံးကွေးချနောက်တစ်စင်းထနိုင်တဲ့ဟိုဘက်ကိုတိုးတင်မလေးကောက်ထားပြေးပြေးချင်းပခုံးစစ်ကလေးကိုကြမ်းမြင်မှချခေါင်းလေးကိုလှည့်ထုတ်လိုက်ပြီးနှစ်ထင်လေးကြကိုဘက်ကိုလှည့်ပြီးတော့ချလိုက်ပြီးမရရင်ဒီနေထားလေးပဲထိန်ရတဲ့သူအပေါ်မျက်နှာရှိရညာလက်ကလေးကိုခေါင်းထက်ကိုဆန်ထုတ်လိုက်ရသေးရင်နရွက်နောက်ထီကိုလက်ကလေးဒီဘက်ကိုညာဘဲဘက်ကိုလမ်းရှောင်းโอเคထိန်နာမယ်1ပခုံးလေးတွေကိုဖိထားလက်တွေကိုဆွဲဆန်းထားခါလေးမှာတင်းလာတာခံစား2လေရှူမယ်တော့မြန်မြန်လေး3 4 5ရှုပ်ပြီးလက်ကလေးကိုမျက်နှာရှိပြန်ထောက်လက်နဲ့ပြန်ကပ်ပြန်တွန်းမယ်ဖြည်းဖြည်းချင်းထားလာခဲလက်နှစ်ဖက်ဒီလိုလေးပြန်ချလိုက်ပြီးရင်အဲ့နေထားလေးကနေဆက်သွားမယ်နောက်ကခြေထောက်ကလေးပေါ်ကိုဒီလိုလေးထိုင်ချခြင်းတာအဲ့တော့တချို့လူတွေကထိုင်လို့မရဘူးမရလို့ရှိရင်တုံးလေးကိုယူမယ်ဒုံမုတ်ခေါင်းအောင်လေးတစ်ခုခုပေါ့နော်ခြေထောက်ကြားထဲမှာသွားထည့်ပြီးတော့ထိုင်ချလိုက်မယ်အဲ့တော့အခုညီမစောနာကပြလိုက်တဲ့ position လေးကညီမတစ်ချိန်ပဲလှုပ်ပြထားတယ်မိမိကအိမ်မှာ3ခေါက်4ခေါက်လောက်ပေါ့နော်3ချိန်ပေါ့ညီမအရှိမဥမာ3ချိန်လှုပ်တဲ့ဆိုရင်အရှိအကွက်တွေကို3ချိန်ဆိုရင်3ချိန်လှုပ်နောက်အကွက်တွေကို3ချိန်လှုပ်အရှိအကွက်ကို5ခေါက်လှုပ်ထားရဆိုရင်အနောက်ကအကွက်ကလေးတွေကိုလည်း5ချိန်လောက်လုပ်ပေးပေါ့နော်ညီမတို့ညီမအချိန်အတိုင်းတာအများကြီးဟိုဥစားဖြစ်သွားမှာဆိုလို့ဒီဟာလေးကိုတော့တစ်ချိန်ပဲလုပ်ပြထားတယ်နော်ပြီးရင်အခုဒီလိုလေးထိုင်လိုက်မယ်တင်ပါလေးအဲ့တော့ဒူးမှာဒဏ်ရာရှိတဲ့သူတွေ operation လုပ်ထားတဲ့သူတွေဒူးရဟနေတဲ့သူတွေဆိုရင်ဒီ position လုံးဝမလုပ်ပါနဲ့ဒီရက်ကွက်ကိုကြော်လိုက်ပါအဲ့တော့အခုဒီနေချားလေးမှာတချို့စပြီးလေ့ကျင့်တဲ့သူဆိုပေါင်နေအရန်နာတယ်အဲ့တော့ကြောင့်တုံးလေးခုတယ်ဥမာဒါကနေသေးတယ်ဆိုရင်ရတယ်နောက်ထပ်တစ်စင်ပေါ့ဥမာမြင့်မြင့်လေးခုထားလိုက်ရသလောက်ကလေးဒီလိုမျိုးလေးထိုင်မယ်เนาะဆိုလိုရင်းကဒူးပေါ်ကို fresh ဖိအားတွေမထည့်ပါဘူးတောင်းတလေးပဲသွားမယ်โอเคတတောင်းတဖြစ်တဲ့သူကတော့ဘာမှမလိုပါဘူးเนาะတုံးနေပါတခုမှမလိုဘူးပြီးရင်ဖြည်းဖြည်းချင်းထိုင်လိုက်ဒါဆိုဖနှောင့်လေးနဲ့တင်ပါလေးနဲ့ဖိပြီးတော့ထိုင်ဒူးကျဲသွားရင်နည်းနည်းလေးပြန်ကျင်ကိုတင်ပါကျဲလောက်โอเคဒါဆိုရင်ဒီနေထားတက်တက်လေးတွေပဲခြေမလေးနှစ်ခုသွားထိထားလို့ရတယ်အောက်မှာထိုင်ထားတဲ့သူကဒူးလေးကိုရမ်းမဟာနဲ့အရမ်းမကျင်းနဲ့ကိုတင်ပါကျဲလေးပဲဖနှောင့်ပေါ်မှာတင်ပါလေးဖိပြီးတော့ထိုင်လိုက်တဲ့ပုံစံပဲပြီးရင်ဒီနေထားလေးကနေစမယ်ကိုရဲ့လက်ကလေးနှစ်ဖက်ကိုခါထက်ကိုခေါင်းထက်ကိုစမ်းထုတ်လိုက်ခေါင်းကိုဒီလိုကြီးမော့မကြည့်ပါဘူးเนาะအရှိကိုရဲ့မျက်လုံးနဲ့ရေပြင်ကြီး eye level တက်တက်လေးမှာပဲကြည့်မယ်ထုတ်ပြီးဒီနေထားလေးကနေမိမိရဲ့ဘယ်ဘက်လက်ကလေးကပေါ့နော်ညင်ရဘက်လက်ကဝစ်ကလေးကိုသွားကင်လက်မလက်ညိုးလေးဒီလို white ပြီးတော့ကင်လို့ရတယ်ဒါဆိုဒီနေထားလေးမှာကိုရဲ့ဘယ်ဘက်ကလေးကိုခန္ဓာကိုယ်လေးကိုဖြည်းဖြည်းချင်းကင်ချဒီလိုကြီးမဟုတ်ပါဘူးအရှိကိုမသွားပါဘူးဘေးတိုက်ကလေးပဲခါလေးတင်းလာတဲ့အထိပဲကင်တင်မားလေးတွေကိုချုပ်ထားရသလောက်ကလေးပဲရှုပြီးပြန်ထတက်ချမ်းနောက်တစ်ဖက်ပြန်ချိန်မယ်ညာဘက်လက်ကလေးကဘယ်ဘက်လက်ကဝက်ကလေးကို white ပြီးကင်မ white ပြီးမကင်နိုင်ဒီလိုအုပ်ပြီးတာကင်လိုက်ရတယ်ပြီးရင်နောက်တစ်ဖက်ကိုချိန်မယ်ဒီဘက်ဘယ်ဘက်တကြောလုံးတင်းလာတဲ့အထိဆောင်ညာဘက်ခါပြအစီလေးတွေရှိတယ်အဲ့ဒါလေးတွေကိုခံစားပြီးတော့ဆင်ဒါကအနောက်ကခါယိုလေးမှာပါခံစားရလိမ့်မယ်ဟုတ်တယ်ဇက်တိုက်ကလေး3ချိန်ရှုလက်ကလေးအပေါ်ထုံညာဘက်လက်ကိုပြန်ကိုင်းဘယ်ဘက်ကလေးကိုစောင်းတက်လေးနော်ဒီလိုမခုံးတော့ခါယူတက်လေးပဲဆင်နောက်တစ်ချိန်ရှုပြန်တက်လက်ကလေးဆန်းနောက်တစ်ဖက်ပြန်ချိန်ပြီးဘယ်ဘက်ကလက်ကလေးကိုဆွဲပြီးတော့ညာဘက်ကိုစောင်းချနောက်ဆုံးတစ်ခေါက်လောက်ရှုအလဲလေးပြန်တက်ထုတ်ပြီးညာဘက်လက်ကလေးကိုသွားကိုင်းโอเคဘယ်တောင်မကွေးစေးနဲ့စန်ထန်ဒိန်းနာကြည့်အောင်1ကိုရသလောက်ပဲနော်အရင်ကြီးမလို့ခါထဲမှာခံစား2အသက်ရှူမယ်နော်3 4 5ပြန်ထအလဲလေးပြန်လာ
နောက်တစ်ဖက်ပြန်ချင်းဘယ်ဘက်လက်ကလေးကိုကိုင်း Okay ဘေးတိုက်ကလေးညာဘက်ကိုခါလေးချိုးကြည့်1ထိန်းနာမယ်နော်တင်မားတွေမကြွစေနဲ့2လေးရှုမဲ့3 4 5ရှုပြန်တက်လာပြီလက်ကလေးပြန်ဆက်ထုတ်ပြီးရင်လက်နှစ်ဖက်လုံးစနာလိုပဲနော်ရေကူးတယ်လို့ပဲအနောက်ဖက်ကိုပို့ပြီးတော့ချလိုက်ကိုယ့်ရဲ့နောက်က scapula လေးတထောင်တက်တာမရှိတဲ့သူကအရန်ကျယ်နေလိမ့်မယ်ကိုယ့် scapula လေး flexible ဖြစ်နေတဲ့သူကခြေထောက်နောက်ထိရောက်သွားလိမ့်မယ်ပြီးရင်လက်ထိပ်ကလေးတွေပဲထောက်ထားပခုံးရဒီလိုပခုံးဦးရအရှိကိုဒီလိုစိုက်နေမှာအဲ့ဒါလေးကိုနောက်ကိုဒီလိုကော့ထုတ်ပခုံးဦးကိုနောက်ကိုသွားရင်ဘတ်ကိုရှေ့ကော့ခါလေးမှာတင်းလာတဲ့အထိခေါင်းလေးကိုဖြည်းဖြည်းချင်းလှန်ချစိတ်ကလေးရှော့ကြည့်ဒါဆိုဒီမှာခါလေးကကောက်ထားတာမိညောင်ရုပ်ထိတ်မှာအရန်ဝေးလို့ဘာမှမထိဘူးဆိုရင်ခြေထောက်နားကိုနည်းနည်းပြန်ကတ်လာခဲ့နော်ပြီးရင်ဘက်ကိုကောနိုင်တဲ့လောက်ကောခေါင်းလေးကိုလိုက်တင်လေးမော့ကြည့်ကိုယ့်အတွက်အတင်းဆုံးနေထားလေးထိခေါင်းလှန်လို့ရတယ်1ချိန်နာမယ်တတောင်းတတနေထားလေးမှာပဲနော်ရှစ်သွင်းရှစ်ထုပ်ကလေးလုပ်ပေး2 3 4 5မရတော့ဘူးဆိုရင် तू ကအဲ့မှာပဲရက်လိုက်3ချိန်လောက်လုပ်ပေးရတဲ့သူလက်ထိပ်ကလေးတွေကိုထောက်တင်ပါလေးနည်းနည်းကြွကြည့်ဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲโอเคထပ်ရတဲ့နည်းနည်းလေးထပ်တင်အဲ့တော့အမှတစ်ချက်ပြောပြစရာလေးရှိသေးတယ်လက်ထိပ်တွေအရန်နာတယ်ဥမာလက်ချောင်းလေးတွေအားမရှိသေးဘူးဆိုတော့ तू ကလက်ဖွားအပြည့်ချလိုက်ဒါပေမဲ့အဲ့လိုချတဲ့ချိန်ကျရင်ဟိုဘက်ကိုအခုဟိုဘက်လှည့်ထားတယ်လို့မချတော့ဘူး position ပြန်ချိန်မယ်ကိုယ့်ဘက်ကိုဒီလိုလှည့်ပြီးတော့ချလိုက်เนาะဟိုဒီလိုလှည့်တာကတော့ပုံမှန်တယ်ဒါပေမဲ့အခုလက်ထိပ်ကလေးတွေအားမရှိဘူးဆိုတဲ့သူတွေကထောက်လို့မရဘူးဆိုရင်လက်ကိုဟိုဘက်လက်ဖွားချပြီးတော့မှလှည့်တာခါကိုပို့ပြီးတော့နာစေတယ်တချို့မလုတ်တတ်တဲ့သူတွေ dress ဆိုရင်ပေါ့เนาะအဲ့တော့စပြီးတော့လက်ကလေးကိုပုံစံပြောင်းပြီးတော့တတောင်းတတာနေပဲစမယ်ပြီးရင်စနာတိုင်းရင်ဘက်ရင်ကော်ထားကိုခန်းစားကြည့်လက်ချထားပြီးလို့ကော်ထားတာမှခါလေးမှာတင်းပြီးတော့ဒီရင်သားဘေး area တွေဝင်းသားလို့ခေါ်တာပေါ့နော်ပြီးရင်1 bite တစ်လျှောလုံးတင်းလာပြီဆိုရင်ရတဲ့လောက်ကလေးကောထမ်းနိုင်သေးတယ်ဆိုတင်ပါနည်းနည်းလေးကြွားကြည့်အဲ့ဒါထမ်းနိုင်သေးရင်တွန်းနိုင်တဲ့လောက်တင်ပါလေးကိုကောကြည့်ခေါင်းလေးကိုလိုက်တင်လေးမော့ထားမယ်โอเคရှေ့နည်းနည်းတိုးလိုက်မယ်ဗီဒီယိုရဲမပါမှာဆိုလို့နော်အဲ့တော့လက်ကလေးနောက်မှာချထားပြီးရင်မကလေးကောတင်ပါလေးဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲလက်သတိထားပေးအောင်သွားချင်တာကတော့ခါကောင်းစေချင်တာတချို့ကလက်နာဝါမှာဆိုလို့1ဟုတ်တယ်အသက်ရှူထိန်းနာမယ်2 3 4 5ရှူထုတ်ပြန်ရှော့โอเคအဲ့ဒါလေးကိုလည်းကိုက3ချိန်လောက်ထိဥမာတင်မမကြွနိုင်တဲ့သူကဒီလိုလေးပဲကော့ထုတ်ပြန်ရှော့ပြီးရင်နောက်တစ်ချိန်ကော့ထုတ်ပြန်ရှော့အဲ့လိုလုပ်လို့ရတယ်တင်မကြွနိုင်တဲ့သူကလည်းကိုခါလေးညောင်းမပြည့်သေးရင်နောက်တစ်ချိန်ထပ်ကော့ညောင်းမပြည့်သေးရင်နောက်တစ်ချိန်ထပ်ကော့အရှိမပြောခဲ့သလိုပဲ3ချိန်4ကျင့်ခဲ့တယ်ဆိုရင်နောက်ကအကွက်တွေကိုလည်း3ချိန်4ကျင့်ပေးလို့ရတယ်နော်အဲ့အနေထားလေးရောက်သွားပြီကိုရဲ့ခါလေးတွေမှာတင်းလာတာကိုခံစားပြီးတော့ဆွဲကော့ပေးအရင်လည်း push မလုပ်ပါနဲ့ဒီကိုရဲ့ဒီပခုံးမှာ flexible မရှိသေးဘူးဆိုရင်နာတက်တယ်လက်ကဝတ်မှာအားမရှိသေးဘူးဆိုရင်လက်ကဝတ်ကလေးတွေနာဝါမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အရင်ခန္ဓာကိုယ်အားသုံးပြီးတော့အတင်းမတွန်းပါနဲ့နော်ကိုနိုင်တဲ့လောက်အနေထားလေးထိပဲဖြည်းဖြည်းချင်းလှုပ်ပေးပါပြီးရင်ဒါဆိုညီမတို့ဒီအနေထားလေးကနေသွားမယ်စောနာအတိုင်းပဲ၄ဘက်ထောက်ကလေးကိုပြန်ဝင်လိုက်ခြေထောက်တွေကိုနောက်ကိုရွှေ့ပြီးတော့တထောင်လေးကိုဖြည်းဖြည်းချင်းဒီလိုအရင်လေးချလိုက်အရှိကိုလက်ကလေးနည်းနည်းထပ်တိုးပြီးရင်နောက်ကိုဒူးလေးဆုပ်ပြီးတော့စီးခုံလေးကိုကျန်းမြင်မှချလိုက်မယ်ဆိုလိုရင်းကမှောက်အိတ်လိုက်တဲ့သဘောပဲဒါဆိုတင်ပါလေးတွေကိုပေါင်လေးနှစ်ခုနည်းနည်းလေးချဲထားပြီးစပြီးလေ့ကျင့်တဲ့သူကခြေထောက်ကလေးဟိုဘက်ဖြာထိတ်โอเคဟိုဘက်ဖြာထိတ်ဒီဘက်ဖြာထိတ်အနေထားလေးမှာထားလို့ရတယ်တထောင်လေးကိုဒီလိုမျိုးအဲ့လိုမျိုးအနောက်ပခုံးကရှေ့တထောင်ကအနောက်မသွားပါဘူးကိုယ့်ရဲ့ပခုံးနဲ့တထောင်နဲ့တန်းလေးမှာထားမယ်ဒီဘက်ကိုလည်းအဲ့တိုင်းပဲပခုံးနဲ့တထောင်နဲ့ပြီးရင်တင်မလေးကိုဒီလိုမျိုးဟိုဘက်ဒီဘက်ပေါင်အောက်မှာအသားတွေမာဆယ်တွေဟိုညက်နေတာမျိုးကတ်နေတာမျိုးမဖြစ်အောင်ဟာထုတ်ပေးလိုက်မယ်ဒါဆိုဒီနေ့ထားလက်နှစ်ခုရဲ့တထောင်နှစ်ခုကျဲကိုပခုံးကျဲလေးရှိရမယ်တထောင်ပိုက်ကြည့်လိုက်အရှိမပြီးရင်လက်ကလေးရှေ့ကိုထားဒါဆိုဒီနေ့ထားလေးကနေညီမတို့ကရင်ဘက်ကိုအရှိကိုဒီလို chest open တွန်းထုတ်ချင်တာအစမှာစခဲ့တဲ့အကွက်တွေလိုပဲဒီလိုခုံးနေတာကြီးကိုပခုံးနေနောက်ရောက်နေအောင်
ကောထုတ်လိုက်ချင်တာခါလေးကိုကောထားခေါင်းလေးကိုမောနိုင်တယ်လို့မောကြည့်အဲ့ဒီအထဲထဲမှာဒီခါယိုးပဲအောက်ဆုံးစစ်နာနေတဲ့ကိုနားတယ်ဆိုတဲ့နေရာလေးကအမှန်အဲ့နေရာလေးမှာအားထည့်လိုက်တယ်ကောနိုင်တယ်လို့ခေါင်းလေးကိုမောပြီးတော့ကြည့်ထားမယ်တချို့ကဒီလိုမျိုးတန်းနေတဲ့အနေထားမရဘူးဆိုရင်ရတယ်အရှိတိုးအောင်ဘာမှဖြစ်ဘူးအဲ့အရှိတိုးတိုင်းတန်းရနေပဲကောထုတ်ပဲအဲ့ဒီနေထားလေးမှာတစ်ချိန်ပဲသွားမယ်10ခေါက်တိတိသွားမယ်ရတဲ့သူကတထောင်နဲ့တန်းလေးမှာထား Okay ready ရင်ဘတ်ကလေးကိုကောခေါင်းလေးကိုလိုက်တင်လေးမော့ကြည့်အဲ့ခါယိုတစ်ခုလုံးကွေးနေရလေးကိုခံစားမျက်လုံးတော့မမိတ်ဘူးမျက်လုံးလေးကိုဖွင့်ပြီးတော့အပေါ်တနေရာလေးကိုကြည့်ပြီးတော့ခါလေးမှာတင်းကျက်လာတာလေးခံစား1လက်ရှုမနော2 3 4 5 6ခါလေးတင်းလာတဲ့အထိအားသုံးမယ်နော်7 8 9 10 Okay ပြေးပြန်ရှော့ခါထဲမှာအားမဝင်တဲ့အထိเนาะအရင်နာတဲ့အထိတော့မဟုတ်ဘူးเนาะဒါကစပြီးလေ့ကျင့်တဲ့သူကခြေထောက်ဒီလိုချဲထားတာကိုကတည်းကနိုင်လာပြီဆိုခြေထောက်နှစ်ခုနည်းနည်းကျင်းဒီလိုလုံးဝပူးသွားတဲ့အထိမသွားဘူးကိုတင်ပါအကျယ်လောက်ပဲကိုတင်ပါဆိုင်ရှိအကျယ်လောက်ကလေးပဲချထားဇောနာအတိုင်းလေးပဲဒီလိုခွတ်နေမှာဒီမှာ bite တွေစီးကုန် bite တွေ one bite တွေလွတ်နေမှာအဲ့ဒါလေးကို one bite ကိုပြစ်ချရင်ဘတ်ကိုရှေ့ကိုတွန်းကော်လိုက်เนาะ chest ကို open ခေါင်းလေးကိုတဆုံးထိလှန်ပြီးတော့ဇောနာတက်ပို့ပြီးတော့ခြေထောက်နည်းနည်းလေးကျင်းလာပြီဆိုတဲ့သူကခံစားရလိမ့်မယ်စိတ်ကလေးလျှော့ပြီးတော့တောင်းထားတသားလေးခံစားကြည့်2 3နောက်တစ်ခေါက်လောက်4 5ပြန်လျှော့လိုက်โอเคเนาะဒါလေးကိုလည်း3ချိန်4ချိန်5ချိန်တလောက်ထိလုပ်လို့ရပါတယ်ပြီးရင်နောက်တစ်မျိုးသွားရအောင်နောက်တစ်မျိုးကခန္ဓာကိုယ်လေးကိုညာဘက်လက်ကိုအရှိကိုဆန်းထုတ်လိုက်မယ်ညီမအောက်နည်းနည်းလျှော်လိုက်မယ်เนาะညာဘက်လက်ကိုရှေ့ကိုဆန်းထုတ်လိုက်ပခုံးစစ်ကလေးချโอเคဘယ်ဘက်ကိုယင်ပြမယ်ဘယ်ဘက်ကအရင်ကြည့်လိုက်တော့မှညာဘက်ကိုမှားတော့မှာเนาะအဲ့တော့ဘယ်ဘက်လက်ကိုရှေ့ကိုတက်လေးဆန်းထုတ်လိုက်တောင်စစ်ချပခုံးလေးချခေါင်းလေးကိုညာဘက်ကိုလှဲခန္ဓာကိုယ်လေးကိုဘေးတိုက်ကလေးညီမတို့ဘေးဆောင်ပြီးတော့အိတ်လိုက်တဲ့ပုံစံတန်လေးเนาะခေါင်းလေးလက်ကလေးပုံခေါင်းအောင်ထားဒီဘက်လက်ကလေးကကိုယ့်ရဲ့ရင်ဘတ်ရှည်လေးမှာလက်ထောက်ထားတောင်လေးထောင်ပြီးတော့ပဲဖြစ်ပြီးရင်ဒီနေထားလေးမှာဒီကိုယ့်ရဲ့ခြေထောက်ကိုယ့်ရဲ့ခါယိုတင်ပါယိုเนาะဒီခြေထောက်တန်လေးအကုန်လုံးဆန့်လေးနေမယ်ပြီးရင်လက်ကလေးရင်ဘတ်ရှည်ထောက်ထားအပေါ်ကကိုယ့်ရဲ့ညာခြေထောက်ကလေးရားသလောက်မကြည့်ဒီနေ့နည်းနည်းပဲเนาะဒီလိုဝုန်းဆိုမမအောင်เนาะဖြည်းဖြည်းချင်းပဲမမယ်เนาะဒီနေ့ဒီလောက်ရရင်ဒီလောက်ကလေးပဲနည်းနည်းလေးနိုင်သေးရင်အပေါ်နည်းနည်းထပ်တင်ထားအဲဆိုဒီခါလေးတွေထဲမှာ pressure အားလေးဝင်နေတာလေးဘာကြီးကလေးမှာအားဝင်တာလေးခံစားပြီးရင်ခြေထောက်ကလေးကိုဒူးကွေးလိုက်မယ်ဖြည်းဖြည်းချင်းเนาะဒီရှေ့ရင်ဘတ်ရှည်ထောက်ထားတဲ့လက်ကိုအားသုံးပြီးတော့အနောက်ကိုဖြည်းဖြည်းချင်းခြေထောက်ချโอเคเนาะကိုဖနောင်လေးကိုထောင်တာဖနောင်လေးကိုကြွတာခြေထိတ်ထောက်တာဒူးကောင်းကြီးကိုမလန်နိုင်ဘူးဆိုရင်မလန်ဘူးဒီလိုလေးပဲဒေါ်ပြီးဒီလောက်ကလေးပဲလန်နိုင်ရင်ဖြည်းဖြည်းချင်းဒူးလေးကိုဆွဲထောင်ပေးဒီခါလေးထဲမှာတင်းနေတာဒီအောက်ကတမစုံရိုးအပေါ်အလဲရိုးလေးနားမှာတင်းလာလိမ့်မယ်ဒီနေရာလေးမှာခါပေးရအစီတွေမှာတင်းလာလိမ့်မယ်တချို့သူတွေဆိုရင်ပေါင်ချိုင်းလေးတွေပါနားတယ်သူကိုဒီနေ့ရရင်ဒီလောက်ကလေးပဲထိန်းတာနိုင်တဲ့သူဖနောင်လေးချဒူးလေးထောင်ထားဖနောင်တင်းမချနဲ့နော်ဖနောင်လေးထောင်ပြီးတော့ထိန်းတာအောက်ဒူးလေးလဲကွေးဝတက်တယ်စန့်ထားမယ်โอเคလားအဲ့တိုင်းလေးကိုစွမ်းနာတိုင်းပဲ10ချိန်1ကောက်တင်းလေးခံစားမယ်ကြေးချင်း sorry စိတ်ကလေး short ပေး2 3 4 5 6 7 8 9 10ပြန်ပြေးချင်းဒီဘက်ကိုပြန်ဆောင်မယ်နော်ခြေထောက်ကလေးကိုပြန်ခေါ်လိုက်ဒါဆိုပြန်မှောက်မယ်ပြေးချင်းနောက်တစ်ဖက်ကိုချိန်မယ်ညာလက်ကလေးရှေ့ဆန်ထားဘယ်ဘက်လက်ကလေးရင်ဘက်ဘေးမှာထောက်လက်ထိတ်ထောက်လဲရလက်ဖွားချလဲရပြီးရင်ခန္ဓာကိုယ်လေးကိုဘယ်ညာဘက်ကိုလှန်ချလိုက်ဘေးတိုက်တန်းအောင်ပြန်ချိန်မယ်အပေါ်ကလက်ထိတ်တောင်ထိတ်ပခုံးထိတ်ကိုယ့်ရဲ့ one bite ခါယိုခြေထောက်အကုန်တန်းနေရင်ပိုကောင်းတဲ့ adjust ကလေးလုပ်နော်ဖြည်းချင်းပြီးရင်အရင်ခေါင်းလေးကိုလက်ကလေးလက်ပေါ်ခေါင်းလေးအုံလိုက်ဒီဘက်လက်ကိုထိန်းတာခြေထောက်ကလေးရားသလောက်မကြည့်ဒီနေ့ဒီလောက်ရရင်ဒီလောက်ကလေးပဲမနိုင်တဲ့သူဒီမှာအပေါ်ထိမလို့ရရင်ဒါပေမဲ့အရင်မလုပ်ဘူးနော်ကိုညီမလုပ်ပြလောက်သိမလုပ်နဲ့နော်ကိုခါလေးတွေမှာခံစားပေးပြီးရင်ခြေထောက်ကလေးကိုဒူးနောက်ကိုကိုယ်
ပြင်ဖြည်းဖြည်းချင်းလှမ်းမယ်နော်ဒီရှေ့လက်တွေကိုအားသုံးဖြည်းဖြည်းချင်းသွားချဝုန်းကနေကြတတ်တယ်အတက်နိုင်ဆုံးဘိုက်ကလေးတွေညစ်ပခုံးလေးတွေလက်ကလေးတွေအားသုံးပြီးချခြေဖနှောင်လေးကိုကြွားထားခြေထိတ်ထောင်တာအောက်ကဒီဒူးကြီးကွေးဝါတတဲ့စန့်ထားမယ်ဒူးကောင်းကဒီလိုအရှိကိုဥဆိုင်နေမှာစပြီးတော့လေ့ကျင့်နေသူကအဲ့ဒါကိုနောက်ဘက်ကိုထောင်နိုင်သလောက်ထောင်အထက်ကခါလေးဒီလိုမခုံနှနဲ့နော်ခန္ဓာကိုယ်ကြီးကိုကော့ထားကိုဖြောင်းဖြောင်းလေးနေခဲ့သလိုပဲဖနှောင်လေးနိုင်ရင်ချမနိုင်တဲ့သူကမချနဲ့ဖနှောင်းထောင်ထားထိန်းနာမယ်အဲ့ခါလေးတွေထဲမှာခံစားတချို့ပေါင်ကျွိုင်းတွေထဲမှာပါထိလိုက်မယ်ဒီလိုမျိုးလေးပဲ1အသက်ရှူရင်ဘက်ကလေးကော့ထားခါကော့ထားတဲ့ပုံစံလေးနော်2လေရှူပေးပါဦး3 4စောနာစေခြင်းခေါ်ရတဲ့နော်5 6 7 8 9 10 okay ဖြည်းဖြည်းချင်းဒူလေးပြန်လျှော့ခြေထောက်ကလေးကိုပြန်ခေါ်လိုက် okay ဒါဆိုပြီးတော့မှအိုင်နေထားလေးကနေဘေးလေးဆောင်ပြီးတော့ထားလာခဲ့မယ်Okay ဒါဆိုအခုညီမပြသွားတဲ့အကွက်ကလေးတွေပေါ့နော်လေ့ကျင့်ခန်းအကွက်ကလေးတွေကိုနေ့တိုင်းအိမ်မှာလေ့ကျင့်ပေးလို့ရတယ်ဘယ်လိုချိန်မှလေ့ကျင့်ပေးရမလဲလို့ပြောရင်ညအိတ်ခန်ကြီးပေါ့နော်ညမအိတ်ခင်အစာစားပြီးတော့အစာနဲ့နည်းနည်းဝေးလိုက်ဥမာတနာရီလောက်ဖြစ်ဖြစ်အနည်းဆုံးတနာရီလောက်ဝေးပြီးတော့ညအိတ်ခန်ကြီးပေါ့နော်အဲ့လိုအချိန်လေးမျိုးအချိန်လေးမှာလေ့ကျင့်ပေးရင်ပို့ပြီးတော့ကောင်းမွန်ပါတယ်ခါနာတာလေးတွေကိုလည်းကိုယ့်ရဲ့ခါနာခဲ့တဲ့ pain level အလိုက်ပေါ့နော်မူတည်ပြီးတော့တယောက်နဲ့တယောက်လေ့ကျင့်ရမယ့်ရက်တွေပျောက်တက်တာသွားမယ့်ရက်တွေကမတူနိုင်ဘူးပြီးရင်ကိုရတဲ့လောက်ကလေးကနေစလေ့ကျင့်ရတာဖြစ်တဲ့အတွက်ဘယ်ချိန်ပျောက်မလဲဘယ်ချိန်တက်တာသွားမလဲဆိုတာကတော့မိမိပေါ်မှာပဲမူတည်ပါတယ်အဲ့တော့ကိုကနေ့စဉ်အိမ်မှာလေ့ကျင့်ပေးလို့ရပါတယ်ညအိတ်ခန်းဒီမှာလေ့ကျင့်လို့ရှိရင်ပို့ပြီးတော့ကိုရဲ့ညဘက်အိတ်ဆက်ခြင်းကိုပါထောက်ကူဖြစ်စေတယ်တကယ်လို့ညဘက်မှာအချိန်မရဘူးဆိုရင်မနက်အိရထားတဲ့အချိန်မှာလေ့ကျင့်ပေးရင်လည်းဒီနေ့တာလုံးအတွက်ခါရီမှာနာကျင်တာတောင့်တင်းနေတာကိုသက်သာပြောက်ကင်းစေပါတယ်အဲ့တော့တခြားသောဗီဒီယိုတွေကိုလည်းဝေမျှပေးပါဦးမယ်အဲ့အတွက်ကြောင့်အခုဒီဗီဒီယိုလေးကမိမိတို့အကျိုးရှိရဆိုရင်တခြားသောမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းအကျိုးရှိသွားအောင် share ပေးခဲ့လို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်မှပြန်တွေ့ပါမယ် bye bye